Sparklet ရှိခုရှိပင်ပဲပင်မစွာနေအရင်းမြစ်ကတခုတည်းပါလွန်ခဲ့တဲ့ဆယ်စုနှစ်တွေကကွန်ပျူတာတွေမပေါ်ခင်အချိန်မှာအဲ့ဒီ V8 engine ကကားချမ်းကြီးတွေဟာအချိန်ကိုက်မီးပွင့်အောင်ဘယ်လိုလုပ်ခဲ့ကြသလဲအခုသင်မြင်တွေ့နေရတဲ့စက်ကတော့အရင်ခေတ်ကားပြင်ဆင်ရေးမှာအထောက်အမြတ်ထားရတဲ့စက်ကြီးတစ်လုံးပါပဲအဲ့ဒါကတော့ distributor testing machine လို့ခေါ်တဲ့မီးခွဲစနစ်စမ်းသပ်တဲ့စက်ပါကန်တကာကားတွေမှာအကြီးမားတဲ့ပြဿနာတစ်ခုရှိခဲ့ပါတယ်အင်ဂျင်ကအလွန်မြန်တဲ့အမြန်နှုန်းနဲ့လဲပတ်နေပေမဲ့ဘဝမြင့်လျှက်စစ်စီးဆင်းမှုကအကြိမ်နဲ့ရှိတာပါဒါကိုဘယ်လိုခွဲမလဲဒီအတွက်အင်ဂျင်နီယာတွေကခေါင်းစားခံပြီးမီးခွဲဆက်လို့ခေါ်တဲ့ distributor ကိုတီထွင်ခဲ့ကြပါတယ်အလဲကတတ်တမှုလက်တံလေးမှာဘဝမြင့်လျှက်စစ်တွေစီးဝင်နေပြီးအင်ဂျင်နဲ့အခြေအမိမိအရှိန်ဟုန်နဲ့လဲပတ်နေပါတယ်သူ့ရဲ့ဘေးပတ်လည်မှာတော့စလင်ဒါတစ်ခုချင်းစီရဲ့ spark plug တွေနဲ့ချိတ်ဆက်ထားတဲ့ဆက်သွယ်ရေး point တွေဝိုင်းရံနေပါတယ်လက်တံကညွန်ပြတဲ့နေရာတိုင်းမှာဘဝမြင့်ကကွက်လက်ကိုဖျက်ပြီးကိုယ်ညှိတဲ့ point စီချက်ချင်းခွန်ကူသွားပါတယ်ဒါပေမဲ့ semi mechanical ဖြစ်တဲ့ဒီစနစ်မှာအကြီးမားဆုံးအားနည်းချက်ကအချိန်ကိုက်ဖြစ်မှုပါပဲမီးပွင့်တာစက္ကန့်တစ်စိတ်လောက်စိုးသွားတာဖြစ်ဖြစ်နောက်ကျသွားတာဖြစ်ဖြစ်တင်ကားအင်ဂျင်ကစိုးစိုးဝါးဝါတုံခါသွားမယ်ဒါမှမဟုတ်လုံးဝရပ်တန့်သွားပါလိမ့်မယ်ဒီနေရာမှာပဲဒီနေ့ရဇလိုက်ဖြစ်တဲ့စက်ကြီးပါဝင်လာတာပါဒီစန်သက်ခွန်ကအင်ဂျင်ရဲ့လေပတ်အနှုံးကိုပုံဖော်ပြပါတယ်တိကျတဲ့ဒိုင်းကွက်တွေနဲ့လင်းလက်နေတဲ့မီးတောင်တွေကိုသုံးပြီးမီးပွင့်တဲ့မီလီစက္ကန့်ဒိုင်းကိုတိတိကျကျဖမ်းယူပေးပါတယ်လွင့်စင်နေတဲ့မီးပွင့်တွေကြားထဲမှာစက်ပြင်စရာတွေကအင်ဂျင်ရဲ့စွမ်းအားအမြင့်ဆုံးရအောင်ချိန်ညှိပေးကြပါတယ်